မင်္ဂလာပါအားလုံးပဲကိုတကယ်တန်ဖိုးထားတယ်ဆိုတာဘာလို့ဆိုလိုတာလဲတော့ဘယ်သူမှဆိုတွေးဖူးကြမှာပါဒီနေ့မှာတော့လေကျွန်တော်တို့ရဲ့စိတ်ချမ်းသာရဲ့အတွက်တကယ်ကိုအရေးပါတဲ့မိမိကိုတန်ဖိုးထားခြင်းဆိုတဲ့အကြောင်းအရာကိုအတူတူလေ့လာကြည့်ကြရအောင်ဒါကိုရဲ့တကယ်တန်ဖိုးကိုနားလည်ပြီးလက်ခံနိုင်ဖို့အတွက်စတင်လိုက်တဲ့ခီးတကူလိုမျိုးသဘောထားကြည့်ကြရအောင်လားကဲရဒီမေကုန်းလဲနဲ့ရင်စားကြည့်ကြအောင်လားလူတော်များများကကိုယ့်ရဲ့တန်ဖိုးကိုကိုယ့်ရဲ့ရုပ်ရည်ကိုယ့်ရဲ့အောင်မြင်မှုဒါမှမဟုတ်ကိုယ့်မှာတကယ်ချင်းအပေါင်းအသင်းဘယ်လောက်များသလဲဆိုတာတွေနဲ့တိုင်းတာလေးရှိကြတယ်ဒါပေမဲ့ကိုယ့်ရဲ့တန်ဖိုးအစစ်အမှန်ကတကယ်ပဲအဲ့ဒီလိုအပြင်းပန်းအရာလေးပေါ်မှာပဲမူတည်နေတာလားဒီကြောင့်ကိုနည်းနည်းလေးပို့ပြီးနည်းနည်းရှင်းရှင်းကြည့်လိုက်ကြအောင်အမှန်တော့လေကိုတန်ဖိုးထားမှုဆိုတာအပြင်ကလူတွေရဲ့အတိအမှတ်ပြုမှုတွေထက်အများအပိုနဲ့ရှိုင်းပါတယ်ဆိုလိုတာကဒါဟာကိုအတွင်းစိတ်ကနေတန်ဖိုးထားတာမျိုးပါကိုယ့်ရဲ့အားတာချက်တွေကိုရောအားနည်းချက်တွေကိုပါလက်ဆန်တာကိုပြောတာပါကိုယ့်ရဲ့ချိုးယွင်းချက်တွေအောင်မြင်မှုတွေအားလုံးနဲ့တကွကိုကြည့်ပြီးတော့ငါဟာလေးစားမှုနဲ့ကျင်နာမှုတွေကိုလက်ခံဖို့ထိုက်တန်တယ်လို့ပြောနိုင်စွမ်းရှိတာမျိုးပေါ့ဟုတ်ပြီအခုလူတွေတော်တော်များများရောထွေးတတ်တဲ့အရေးကြီးတဲ့အချက်လေးတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့ self esteem နဲ့ self confidence တို့ရဲ့ကွာခြားချက်ပါပဲဒီနှစ်ခုဘလို့ကွာလဲဆိုတာကိုနားလည်လိုက်တာနဲ့အမြင်တွေအများကြီးပြောင်းလဲသွားနိုင်ပါတယ်ဒီတွေတွေးကြည့်လို့ရပါတယ် self confidence ဆိုတာကကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ဆိုင်တယ်ဥပမာငါဒီ presentation ကိုပြောနိုင်တယ်ဒါမှမဟုတ်ငါဒီပညာရပ်ကိုသင်ယူနိုင်တယ်လို့ကိုအားပေးနေတဲ့အတွင်းစိတ်ရဲ့အတန်မျိုးပေါ့self esteem ကတော့ကိုယ့်ရဲ့အရင်ခံတန်ဖိုးနဲ့ပိုဆိုင်ပါတယ်ဆိုလိုတာကအဲ့ဒီ presentation မှာမအောင်မြင်ခင်တော့မှလူတစ်ယောက်အနေနဲ့ကိုယ့်ရဲ့တန်ဖိုးကရောကြတော့ဘူးဆိုတဲ့ခံစားချက်မျိုးပါဒီအားစားသမားဥမာလေးကဒီချက်ကိုတော်တော်လေးရှင်းသွားစေပါတယ်စဉ်းစားကြည့်လေအနိုင်ရမယ်ဆိုတဲ့ယုံကြည်မှုတော့အပြည့်ရှိလေဒါပေမဲ့တပွဲရှုံးတာနဲ့ကိုတန်ဖိုးမရှိတော့သလိုခံစားသွားရတာမျိုးပေါ့အဲ့ဒါဟာကွာခြားချက်ပါပဲတကယ် self esteem ဆိုတာကကိုယ့်ရဲ့အမာခံဥမြင့်လို့ပဲရှုံနေမှုကကိုဘယ်သူလဲဆိုတာကိုလာပြီးအဆုံးဖြတ်မပေးနိုင်တော့ပဲအဲ့ဒီနဲ့သင်ခန်းစာယူနိုင်အောင်ကူညီပေးရရဖြစ်ပါတယ်ကဲဒါဆိုရင်ကိုတန်ဖိုးထားမှုနေတာဒါဘလို့ပုံစံမျိုးတွေနဲ့ပေါ်လာတတ်တယ်လဲဘလို့ခံစားရတတ်တယ်လဲဒီအပိုင်းမှာတော့အဲ့ဒီလက္ခဏာတွေနဲ့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်ကြပါမယ်ဒါတွေကိုသိရှိနားလည်ခြင်းကကို plan လေတိဆောက်ဖို့အတွက်ပထမဆုံးခြေလွှမ်းပါပဲကိုတန်ဖိုးထားမှုနေတာကနီလန်းအမျိုးမျိုးနဲ့ပေါ်လာနိုင်ပါတယ်။အမြဲတမ်းကိုမကြိုက်ချက်ခံစားချက်မျိုးတန်ဖိုးမရှိဘူးဆိုတဲ့ယုံကြည်ချက်မျိုးဒါမှမဟုတ်ဆုံးဖြတ်ချက်တစ်ခုချဖို့ခက်ခဲနေတာမျိုးတွေပေါ့။တခါလေကိုနဲ့လုံးဝမဆိုင်တဲ့အရာတွေအတွက်တောင်ကိုအတိတ်တင်မိတဲ့အထိဖြစ်တတ်ပါတယ်။ဒီချက်တွေကတစ်ခုနဲ့ယဉ်နေတယ်လို့ခံစားရရင်လည်းဒါဟာလူသားတိုင်းကြုံတွေ့ရတဲ့ဒါမှခံစားချက်တစ်ခုပေးစရာကိုအရင်ဆုံးနားလည်ပေးစေချင်ပါတယ်။ဒီလိုခံစားချက်တွေကဘယ်ကနေအစဖြူလာလဲ။များသောအားဖြင့်တော့ကိုယ့်ရဲ့အားနည်းချက်တွေကိုပဲအာယုံစိုက်လွန်းတာကိုခေါင်းထဲကအစိုးမြင်တဲ့အတန်းတွေကိုပဲနားထောင်မိတာနောက်ပြီးတော့အမြဲတမ်းနိုင်ရှင်နေတဲ့ထောင်ချောက်ထဲရောက်သွားတာတွေပေါင်းစပ်နေတတ်ပါတယ်အထူးသဖြင့် social media ပေါ့ social media ပေါ်ကတခြားသူတွေအကောင်းဆုံးဆိုတဲ့အခိုက်အတန့်တွေနဲ့ကိုယ့်ရဲ့ရှုပ်ရခတ်နေတဲ့လက်တွေ့ဘဝကိုတွားပြီးနိုင်ရှင်မိကြတာပေါ့ဒါဟာဘလို့မှဖြစ်မိဖို့မဖြစ်နိုင်တဲ့စံနှုန်းတစ်ခုပါပဲကဲပြဿနာကိုနားတယ်ဘူးဆိုတော့အဖြေကိုအာရုံစိတ်ကြည့်ကြအောင်ဒီဘက်ကတော့ကိုယ့်ရဲ့တန်ဖိုးကိုစတင်တိဆောက်ဖို့ဒါမှမဟုတ်ပြန်လဲတိဆောက်ဖို့အတွက်ဘယ်သူမှမဆိုလှုပ်ဆောင်နေတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေအကြောင်းပါပဲဒီနေရာကတကယ်အလုပ်စတင်တဲ့နေရာပါပဲဒီမှာတော့စာပေအသုံးချနိုင်မယ့်ရိုးရှင်းတဲ့အဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးကတော့ကိုယ်ခေါင်းထဲမှာပေါ်လာတဲ့အသွေးတွေကိုသတိထားကြည့်ပါအထူးသဖြင့်အဆိုးမြင်တဲ့အသွေးတွေပေါ့အဲ့ဒါတွေကိုဒါတကယ်ဟုတ်လို့လားဆိုပြီးပြန်မေးခွန်းထုတ်ကြည့်တာမျိုးပေါ့ဒုတိယအချက်ကငါမှဘာတွေမားနေလဲဆိုတာကနေငါဘာတွေတော်တယ်လဲဆိုတာပဲကိုအာယုံပြောင်းလိုက်ပါတတိယအချက်နိုင်ရှင်တဲ့ကစားပွဲကိုသတိရှိနဲ့ရပ်တန်းလိုက်ပါနောက်ဆုံးအနေနဲ့အမားတွေကိုရှုံးနေမှုအဖြစ်မမြင်ပဲဒါတွေကကြီးထွားဖို့အတွက်သင်ခန်းစာတွေပဲလို့ရှုမြင်လိုက်ပါဒီနေ့ပဲစမ်းကြည့်လို့ရမယ်ရိုးရှိပေမဲ့မယုံနိုင်လောက်အောင်အစွမ်းထက်တဲ့လေ့ကျင့်ခန်းလေးတစ်ခုရှိပါတယ်အချိန်ခဏလေးယူပြီးကိုကြိုက်တဲ့အချက်၃ချက်ကိုခြာရည်ကြည့်ပါဟုတ်ပါတယ်အစားပိုက်မှာတော့နည်းနည်းထူးဆန်းတဲ့လို့ခံစားရနိုင်ပေမဲ့အဲ့ဒီလိုကိုယ်တိုင်ခြာရည်လိုက်တဲ့လုပ်ရက်ကကိုယ့်ရဲ့ကောင်းတဲ့ချက်တွေကိုအတိမတ်ဖြူရရောက်ပြီးကိုယ့်ရဲ့တန်ဖိုးကိုပို့ပြီးခိုင်မာစေပါတယ်နောက်ထပ်အရန်အရေးကြီးတဲ့ထီလန်းတစ်ခုကတော့ပြည့်စုံရမယ်ဆိုတဲ့ဖြစ်အားကိုလက်လွတ်လိုက်ဖို့ပါပဲအပြင်မှာမြင်နေရတဲ့ perfect life ဆိုတာတွေကတကယ်တော့မရှိပါဘူးအဲ့ဒါတွေကအပေါ်ယံဟန်ပြတွေပါပဲကိုမစုံလင်ခွင့်ပေးလိုက်တာလူသားတယောက်အဖြစ်နေထိုင်ခွင့်ပေးလိုက်တာကစင်ငင်းချမ်းမှုအတွက်လုပ်ပေးနိုင်တဲ့အကောင်းဆုံးအရာတွေတစ်ခုပါပဲဒီအကြောင်းအရာကိုအဆုံးမတက်ခင်မှာဒီအချက်လေးကိုသတိရဖို့အရန်အရေးကြီးပါတယ်ကိုတန်ဖိုးထားမှုကိုဒီစောက်တာဟာတခါတည်းနဲ့ပြီးသွားတဲ့ပြင်းစင်မှုမျိုးမဟုတ်ပါဘူးဒါဟာတနေ့ရောက်သွားရမယ့်ပန်းတိုင်တစ်ခုမဟုတ်ပါဘူးအဲ့ဒီအစဒါဟာနေ့စဉ်နဲ့မျှကိုလက်ခံဖို့ရွေးချယ်ရတဲ့အမြဲတမ်းလေ့ကျင့်နေရတဲ့ခီးတစ်ခုဖြစ်ပါတယ်ဒီတော့
အဆုံးမသက်ခင်မှာပြန်ပြီးစမ်းစားချိဖို့အသွေးလေးတစ်ခုထားခဲ့ခြင်းပါတယ်ဒီနေ့မှာအာယုံစိုက်ပြီးတန်ဖိုးထားနိုင်မဲ့ကိုယ့်ရဲ့အားသာချက်တစ်ခုကြီးမားမားဖြစ်စေတေးသေးမောမာဖြစ်စေဘာထင်မလဲအဲ့ဒီကောင်းတဲ့အချက်လေးတစ်ခုကိုအတိအမှတ်ပြုပေးလိုက်တာနဲ့ပဲဒီတန်ဖိုးရှိတဲ့မိမိကိုယ်ကိုတန်ဖိုးထားခြင်းခီးကိုစတင်ဖို့အတွက်အကောင်းဆုံးခြေလမ်းတစ်လမ်းချစ်ထောက်ပါပြီအဲ့ဒါကိုပဲအစပြုမှတ်တိုင်ထိသတ်မှတ်လိုက်ကြရအောင်